မင်္ဂလာပါရှင် Real Talk with TNT ကနေပြီးတော့ကြိုဆိုလိုက်ပါတယ် Hello သဇင်ရေ Hello တင်စာ Yeah ငါတို့ podcast မလုပ်ဖြစ်တာတော်တော်ကြာသွားပြီเนาะ ဟုတ်ပါ အဲ့တော့ငါတို့တွေအပတ်တိုင်းတော့စကားပြောဖြစ်တယ်ဒါပေမဲ့ဒီအတော်အတွင်းမှာငါတို့ကြုံရတဲ့ခံစားချက်တွေငါတို့ကြုံရတဲ့အဖြစ်အပျက်တွေကိုတယောက်နဲ့တယောက်ပြောပြရင် sharing လုပ်ရင်နေပဲငါတို့တွေ podcast မလုပ်ဖြစ်တာပေါ့နော်အမှန်တော့ငါတို့လုပ်ဖို့တော့တော်တော်ကြိုးစားပါတယ်အခုတော့ finally ငါတို့လုပ်ဖြစ်သွားပြီပေါ့နော် ဟုတ်တယ်တခါ sometimes လည်းလိုအပ်တာပေါ့နော် လိုအပ်တယ်ဟိုတကယ် sharing လုပ်ရမယ် topic တစ်ခုမှာပဲ sharing လုပ်ရတာမျိုးတော့ဖြစ်နေမှာလို့နော်ဟုတ်တယ်အဲ့ကြောင့်ငါတော့မှဒီ Real Talk with TNT ကိုနာမည်ပြောင်းမလားလို့စဉ်းစားနေငါတို့ရဲ့ therapy session လေးများဖြစ်နေမလားဆိုပြီးတော့เนาะ ဒီပေါ့တခါလေကျတော့လေ therapy ဆိုတာလေလိုအပ်တယ်လို့ဖြစ်နေ ဟုတ်ပါအဲ့တော့အခုဒီတစ်ပတ်ကငါတို့ဘာအကြောင်းပြောမလဲဆိုပြီးတော့စဉ်းစားရင်းနဲ့နေကဒီentropy ဆိုတဲ့အကြောင်းလေးကိုပြောကြမယ် digital entropy ဆိုတဲ့အကြောင်းလေးပြောကြမယ်ဆိုပြီးတော့နင်စဉ်းစားမိသွားတယ်ပြီးတော့အဲ့ဒါလေးပြောကြမယ်ဆိုပြီးဆုံးဖြတ်သွားတယ်ပေါ့နော်အဲ့တော့ဘာလို့ဒီခေါင်းစဉ်လေးကိုပြောဖို့ဆုံးဖြတ်လိုက်တာလဲဆိုတာလေးကိုပြောပြပေးလို့ရလားအဓိက entropy ကိုsharing အဲ့တခုပေါ့နော်သူက video sharing တခုကနေကြားလိုက်ရတယ်ပေါ့နော်ကြားလိုက်ရတဲ့ခါကျတော့သူရှင်းပြနေတဲ့အနေထားမှာသူကphysics သူက law တခုပေါ့နော် physics law တခုအဲ့မှာဟိုဘာနဲ့ဆက်လဲဆိုတော့သူက energy put in တခုမလုပ်ဘူးဆိုရင်ပေါ့နော်တခုခုမှာကိုယ့်ရဲ့စွမ်းအင်တွေစူးစမ်းအားထုတ်မှုမလုပ်ရင်သူအရှိတိုင်းသူကဖျို့ဖျဲဖြစ်နေ orderly မဖြစ်ဘူးပေါ့နော်ဆိုတော့အဲ့အကြောင်းကိုသူကပြောပြထားတယ်ပေါ့နော်အဲ့ဒါဥပမာအနေနဲ့ဘာပြောလို့ရလဲဆိုတော့ဥပမာတကယ်လို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကိုကဂရုမစိုက်ဘူးပေါ့နော်အစားတောက်ဆိုရင်စားချင်တာစားလိုက်မယ်ပေါ့နော်စားချင်တာစားတယ်သူကသူ flow တိုင်းပဲထားရတယ်ပေါ့နော်ထားပြီးတော့တကယ်လေဟိုကျမ်းမာဖို့အတွက်ကို energy မနေ့ဆိုထားပြီးမယ်တို့ကျမ်းမာအတွက်လေးချင်ကနေလောက်ရမယ်တို့ပြီးတော့နောက်တစ်ခုကအစားတောက်နဲ့ပတ်သက်ပြီးတော့ကိုနဲ့ကိုက်ညီတဲ့ဟာလေးကိုပဲကို limit နဲ့စားမယ်ဆိုတော့ energy ပို့တယ်မလုပ်ဘူးဆိုရင်ခန္ဓာကိုယ်ကလည်းဝါဖြီးလာတဲ့အနေထားကိုလိုချင်တဲ့ပုံစံမျိုးမဖြစ်တာမျိုးရှိတတ်တယ်ပေါ့နော်နောက် example တစ်ခုအနေနဲ့ပြရမယ်ဆိုရင် तू ကဘာနဲ့တူလဲဆိုတော့0အိမ်မှာပေါ့နော်အိမ်မှာအကယ်၍ခြံနေပါရှိရပေါ့နော်ဟိုပန်းခြံလေးရှိရအဲ့ဒါကိုအချိန်မှန်သွားမရှင်းတဲ့ခါကျရင်မျက်ပင်တွေကအရှိဖြစ်နေတယ်လို့မျိုးပေါ့အဲ့ရဲ့သူကအဲ့ရဲ့ concept နဲ့တူတယ်ပေါ့နော်သူကတော့ physics law တခုဒါပေမဲ့အဲ့လိုပဲကိုယ့်ရဲ့ energy ပို့တယ်မလုပ်ဘဲနဲ့အရာတိုင်းကတော့သူက orderly တော့ဖြစ်နေမှာမဟုတ်သူ့ရဲ့အလေးကြတိုင်းသူ့ကိုယ်သူဖြစ်နေတာမျိုးဖြစ်တာပေါ့နော်အဲ့အရာလေးကိုသူကတွားပြီးတော့တွေးမိတယ်ဒါကတော့ entropy ရဲ့အဓိပ္ပာယ်ပေါ့နော်နောက် digital entropy ဆိုတာအခုလောလောဆယ်မှာတင်တို့လူငယ်တွေအားလုံးအပြင်အခုလူတိုင်းမှာကြုံတွေ့နေရတာဗာလဲဆိုတော့လက်တကမ်းမှာပဲဖုန်းကရှိတယ်ဆိုတော့အဲ့ဖုန်းမှာလည်းဗာလဲဆိုတော့ distraction တွေပေါ့နော်ဟိုကိုဖြစ်စီမဲ့အရာလက်တကမ်းလေးမှာပဲရှိရဖွင့်ကြည့်လိုက်တာနဲ့ short video တွေအကုန်လုံးအဲ့ဒါကိုတတိလေးမထားဘဲနဲ့အားတိုင်းဖုန်းကိုကြည့်နေမယ်ဆိုရင်လည်းစိတ်ကအဲ့ဒီမှာမျောသွားပြီးတော့ကိုယ့်အချိန်ကြီးကုန်သွားတာပေါ့နော်ဥပမာဆိုဖြစ်ဘူးလေTikTok ကြည့်ရယ်ဘယ်နှစ်နာရီရောက်သွားမှမသိဘလို့လို့နဲ့2နာရီကုန်သွားမှမသိတာမျိုးပေါ့နော်ဆိုတော့အဲ့ကိုယ့်ရဲ့အချိန်ကြီးဆိုတာအားတွေကိုကအဲ့ထဲမှာလက်တကမ်းလေးမှာပဲဖုန်းလေးဖွင့်လိုက်တာနဲ့သူကဒီစီမျောသွားနိုင်တဲ့ notification တွေရောအထင်သူရဲ့ short clip တွေရောပေါ့နော်ဒါကအနည်းနားမှာကိုမှရှိနေတယ်လို့မျိုးပေါ့နော်အဲ့ဒါကိုအနေနဲ့တတိဝရိယနဲ့ဘယ်လိုမျိုးenergy ငါဒီလောက်ပဲကြည့်မယ်ဆိုတော့ energy ပေါ့ကိုပြန်ပြီးတော့စီမံလိုက်တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးကအခုခေတ်မှာအရေးကြီးနေတယ်ဆိုတာလေးကိုတတိထားမိသွားတယ်ပေါ့နော်သင်ကိုယ်တိုင်နဲ့အဲ့ဒါတွေအရေးကြီးတယ်ပေါ့နော်ပြီးတော့လူတွေလည်းဒီຢာနဲ့ပတ်သက်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့သိရင်သိကောင်းမှာပဲဆိုတဲ့အရာပေါ့နော်ဘာကြောင့်လဲဆိုကိုယ်တိုင်လည်းကြုံရတာမျိုးရှိတယ်လीနော်ဆိုတော့အဲ့ဒါလေးကြောင့်မလို့ဒီဟာလေးရွေးဖြစ်တာပေါ့နော်ပြီးတော့ဆန်းနေပေါ့နော်
နော် physics ဆိုတော့လေ physics law နဲ့ပြောပြထားရဆိုတော့လေဒါလေးမျှဝေရအဓိပ္ပာယ်ရှိရပေါ့နော်အဲ့လိုမျိုးတွေတွေးမိတင်စားအနေနဲ့ရောဟုတ်တယ်ဒဇင်ဒီဟာလေးကိုပြောပြလိုက်တဲ့အချိန်မှာကျတော့တင်စားစိတ်မှာပါကိုတတိယမိလဲဆိုတော့ဒဇင်ကပြောပြရဲအဲ့လိုတခုခုဆိုရင် energy put in လုပ်ပြီးမှလုပ်လိုက်မှဒါသူကဖျို့ဖျဲမဖြစ်သွားတာမပြက်စီးသွားတာပေါ့အဲ့ဒါကိုပြောလိုက်တဲ့အချိန်မှာဒဇင်စိတ်ထဲတင်စားစိတ်ထဲမှာပါကိုပြေးမြင်သွားလဲဆိုအိမ်တအိမ်ပေါ့နော်အိမ်ကဘလောက်ကောင်းအောင်ပဲစောက်ထားအဲ့အိမ်မှာလူမနေရင်မကြခင်ပျက်စီးရပဲအဲ့ကြောအဲ့ဟာနဲ့တူနေမလားပေါ့နော်ကိုယ်စိတ်ကလည်းအဲ့လိုပဲကိုယ့်ရဲ့ခန္ဓာကိုယ့်ရဲ့စိတ်အားလုံးကဒီအတိုင်းပဲဥမာကိုကအရန်ကံကောင်းလူတယောက်အနေနဲ့မွေးလာတယ်လူတယောက်ဖြစ်ဖို့ဆိုတာအရန်ခက်တယ်ပေါ့နော်အရင်တော့မြတ်စွာဘုရားရဲ့တရားတွေမှာဆိုလည်းရှိရယ်ဟိုကောင်းငင်ကအဒဇင်နဲ့မြေဒီမြေပြင်ကအဒဇင်ကထိဒါတော့ပိုလွယ်ဦးမယ်လူဖြစ်ဖို့ကခက်တယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ okay ကံကောင်းတဲ့အရန်ကိုကံကောင်းလို့လူတယောက်ဖြစ်လာပြီဒါပေမဲ့ကိုကဘာ energy မှပို့အင်မလုပ်ဘူးဆိုရင်ဒါဟာယူရင်းပျက်စီးနေတဲ့ပုံစံပဲဖြစ်မှာပဲဆိုတာလေးကိုတင်စားသွားပြီးတော့တတိယမိရယ်ပြီးတော့လည်းသဇင်ပြောတဲ့ဒီ digital နဲ့ပတ်သက်တဲ့ဟာပေါ့နော်အဲ့လိုမျိုးဆိုလည်းဟုတ်တယ်ကိုကကို energy ဘယ်မှာပို့အင်လုပ်မှာလဲပေါ့ဟိုscreen ကိုကြည့်ရဲအဲ့တော့ဟိုရှိသမျှတက်လာသမျှဗီဒီယိုတိုင်းကိုကြည့်နေမယ်ဆိုရင်တော့ကိုယ့်ရဲ့social media တော့ပျောက်တော့ကြည့်ဖြစ်နေမှာပေါ့နော်အဖေကိုဖေးရဖြစ်နေမယ်အဲ့လိုမှမဟုတ်ပဲねကိုယ့်ရဲ့ကိုကြည့်မဲ့ကိုပေးမဲ့ energy ကိုသုံးမဲ့အချိန်ကိုဘယ်ဗီဒီယိုမှာသုံးမှလဲဆိုတာကိုစနစ်တကျလေးနဲ့ကြည့်လိုက်မယ်ဆိုရင်တော့ဒါကလည်းဖျို့ဖျဲမဖြစ်ပင်နဲ့ကိုယ့်ရဲ့ social media ကလည်းပညာတွေဘာတွေရနိုင်တယ်ကိုအတွက်တိုးတက်ကြောင်ဖြစ်နိုင်တယ်ဆိုတော့အတွေးလေးကိုစဉ်းစားမိရေပေါ့နော်အဲ့လိုမျိုးစဉ်းစားပြီးရဲ့အချိန်မှာတင်စားထင်တာကဒီentropy က energy ဘာကိုပို့အင်လုံးမလဲလို့ကိုကဆုံးဖြတ်ရတာဆိုခါကျတော့အဲ့ဒါက discipline နဲ့များဆက်ဆက်နေမလားကိုနဲ့discipline နဲ့ကောဘလို့ဆက်ဆက်နေလဲသဇင်ရောဘလို့ထင်လဲပေါ့နော်အဲ့ဒီအကြောင်းလေးပြောပြပေးပါdiscipline ဆိုရင်ဒါစီကံပေါ့နော်စီကံဥမာလူတိုင်းကအဲ့ဒါနဲ့လည်းဆက်နေရပေါ့နော်စီကံလုပ်ဖို့ rule တစ်ခုသတ်မှတ်တယ်ဥမာမနဲ့ဒဇင်းအနေနဲ့ဘယ်ချိန်ထားမလဲဆိုတော့ကိုအမှန်တော့စီကံဆိုတာဒီဗုဒ္ဓဘာသာနဲ့ပြောရင်တော့သီလပေါ့နော်သီလဒါပေမဲ့ဒါ religious ထက်ဆိုင်တော့ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဆိုရင်ဟုတ်တယ်သီလ discipline အဲ့ discipline ဆိုတာကကိုပေးရဲ့ဂတိပဲပေါ့နော်ပြောရမယ်ဆိုရင်တော့ကိုပေးရဲ့ဂတိပဲဥမာမနက်6နာရီပုံမှန်ထားမယ်ဥမာမနက်9နာရီခွဲပုံမှန်ထားမယ်ဆိုတဲ့အရာအနေစားတယ်ဆိုရင်အဲ့9နာရီခွဲပုံမှန်ထားဖို့အတွက်ခုနပြောတဲ့ energy put in လုပ်လိုက်မှ9နာရီထားနိုင်ပါလေနော်အဲ့9နာရီမထားဘူးဆိုရင်ကိုယ့်ရဲ့တနေ့တာမှာအလုပ်တွေရောကိုဘယုံတုံးကားနဲ့အလုပ်ပြေးရတာမျိုးရှိနိုင်တယ်။ဘာကြောင့်ဆိုကိုအလုပ်သွားဖို့ prepare လုပ်တာမျိုးရှိမယ်။မနေ့ကိုယ့်ရဲ့ဝေးရဝေးစားရေးရှိမယ်။ကိုအလုပ်အဲ့အချိန်အတိုင်းအတာတခုရှိတာအောင်နော်။ဆိုတော့အဲ့အချိန်ထားမှာပဲကိုယ့်ရဲ့ orderly ဖြစ်မယ်ဆိုတဲ့အနေထားကိုလည်းတည်နေတဲ့အချိန်မှာကိုကဒါကိုဂတိပေးလိုက်တဲ့အခါကျတော့ဒါကို energy put in လုပ်လိုက်တဲ့အခါကျမှသူက orderly ဖြစ်မှာဆိုတော့ဆက်နေရလို့မြင်တယ်ပေါ့နော် discipline ကအမှန်တော့အဲ့မှာဘာရှိလဲဆိုတော့အဲ့ကြားထဲမှာမရောက်ခင်မှာဒီဒီ discipline ပေါ့နော် discipline ဆိုတာကိုပေးလိုက်တဲ့ဂတိအဲ့ဒါမှငါရဲ့ဘဝကြီး orderly ဖြစ်မယ်လို့သတ်မှတ်လိုက်တယ်သတ်မှတ်လိုက်ပြီးသွားရင်အဲ့ကနေမှ energy put in လုပ်လိုက်တယ်မှာ orderly ရမှာအဲ့တော့အဲ့ကြားထဲမှာဘာလဲဆိုတော့ conscious awareness ရှိနေပြီးသားကိုကဒါပေမဲ့အဲ့ဒါကို action အနေနဲ့မလုပ်တဲ့ရွေးကတော့ orderly ဖြစ်နေမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါတွေကငါကအရန်ကိုချိတ်ဆက်မိနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမလုပ်ဘူးဆိုရင်ဘာဖြစ်လဲဆိုတော့ကိုလည်းမလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ခုနပြောသလိုစိတ်ပြတ်သွားတာမျိုးလည်း sometimes ရှိတတ်တယ်ပေါ့နော်ရှိတတ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကိုအပြစ်တင်မိတာမျိုးငါတော့ဘလို့မဖြစ်ပါဘူးဆိုတဲ့ဟာတွေလည်းဖြစ်လာတတ်တယ်ပေါ့နော်ဆိုတော့အဲ့အရာကနေအကြောင်းတစ်ခါလေကျတော့အဲ့ချိန်တိုင်းလည်းအပြစ်မတင်မနဲ့လူသားတယောက်အနေနဲ့လက်ခံပြီးတော့ငါ9နိုင်မှပဲငါတို့အကျိုးအတွက်ငါလုံးနေရတာပါလားဆိုတဲ့အနေထားနဲ့ပြန်ပြီးတော့ကို energy put in လုပ်ရတာပေါ့နော်အဲ့လိုပဲ
တို့ဒီ goal တွေ discipline တွေကလည်းရေရှည်မှာတို့ဘဝအတွက်အဆင်ပြေသွားအောင်လို့လုပ်ရတဲ့ကတိတရားတွေပဲလीနော်ဥပမာဝင်ရုံသုံးကားသွားတဲ့ခါကျတော့ energy ကမူးကမကောင်းတော့ကျောင်းရောက်တာပဲဖြစ်ဖြစ်ဥပမာအလုပ်ရောက်တာပဲဖြစ်ဖြစ်ဆိုဘာဖြစ်လဲဆိုတော့တနေ့တာမှာအဆင်မပြေတာမျိုးရှိရလေလူကစိတ်ခံစားချက်ရှိရခန္ဓာကိုယ်ရဲ့ response တွေလည်းရှိရဟာကြတော့အဲ့မှာဘာဖြစ်လဲဆို awareness ကမရလာတဲ့ခါကျတော့ကိုယ့်ဘဝကြီးကပြန်ကြည့်လိုက်ရင်ဖယုဖယဲဖြစ်နေတယ်လို့ဖြစ်စီတာမျိုးပေါ့နော်ဆိုတော့အဲ့ဒါကတော့ကတော့အဲ့လိုလေးတော့မြင်တယ်အရေးလေးကြီးရဲ့ချိတ်ဆက်မှုရှိနေတယ်ဆိုတာလေးကိုမြင်ရတယ်ပေါ့နော်တင်စားအနေနဲ့ရောဘယ်လိုမြင်လဲပေါ့ဟုတ်တယ်သဇင်ပြောလို့မို့တနေ့တာအတွက်တနေ့တဘဝလုံးတော့မဟုတ်ကိုဘဝအတွက်မဟုတ်ဘူးဆိုရင်တော့မှတနေ့တာအတွက်ကိုစနစ်တကျလေးဖြစ်ဖို့တင်စားတို့အတွက် discipline ဆိုတာလိုရယ်ပေါ့နော်ပြီးတော့လေစီကန်းကမြင်မိတာပေါ့စီကန်းကဟိုသူများကိုယ်ပေးတဲ့စီကန်းထက်ကိုချမှတ်ထားတဲ့စီကန်းတွေကိုပို့ပြီးတော့လိုက်နာတဲ့တယ်လို့တင်စားတော့ထင်တယ်ဟိုသူများပေးထားတဲ့စီကံကိုစီကံကိုလိုက်နာရင်နဲ့ပဲသူများပေးတဲ့စီကံကိုလိုက်နာစရာမလိုဘဲနဲ့ကိုလိုက်နာပြီးသားဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံး first thing ကတော့ကိုယ့်ရဲ့စီကံကိုလိုက်နာရမယ်လို့တင်စားကတော့ထင်မိရယ်ပြီးတော့လည်းပြီးတော့သစင်ပြောအောင်နားထောင်ပြီးတော့ဘာကြားမိလဲဆိုတော့လေဘလောက်ပဲ discipline ထား energy မပါရင်ဒီ discipline ကအလုံးမဖြစ်ဘူးပေါ့နော်အဲ့ဟာလေးကိုလုံးဝအဲ့တစ်ချက်လေးတော့လုံးဝကိုကြားလိုက်မိရယ်အဲ့တော့ကိုကဘလောက်ပဲ9နာရီထားမယ်6နာရီထားမယ်ပဲလှုပ်ထားကိုကဘလောက်ပဲဘဝမှာဘလို့ကြီးပဲဖြတ်တန်းခြင်းနေဆိုဘလို့ပဲ discipline ချထား energy မပါရင်တော့ဒီဟာလုံးဝအလုပ်ဖြစ်မှာမဟုတ်ဘူးပေါ့နော်ပြီးတော့လည်းကိုယ့်ကိုလေးစားမှုပေါ့ကိုဒီ discipline ကိုမလိုက်နာနိုင်ဘူးကိုချထားတဲ့စီကံကိုမလိုက်နာနိုင်ဘူးဆိုရင် energy put in မလုပ်နိုင်ဘူးဆိုရင်ကိုယ့်ကိုလေးစားမှုလည်းလျော့လာမယ်လို့တင်စားတော့ထင်တယ်ပြီးတော့တခြားလူတွေကိုယ်လေးစားတာမလေးစားတာခါကြောဒါကိုနဲ့မသက်ဆိုင်ဘူးလေကိုလှုပ်ယူလို့လည်းမရဘူးသူတို့လေးစားသည်ဖြစ်စေမလေးစားသည်ဖြစ်စေဒါကိုလှုပ်ယူလို့မရဘူးဒါပေမဲ့ကိုယ်တိုင်လေးစားမှုကိုစိတ်ထဲမှာကိုချစ်ခင်မှုပေါ့နော်ကိုစိတ်ကိုလေးစားမှုချစ်ခင်မှုကကိုစိတ်အားတွေကိုအရင်ကြီးတက်စေတယ်လို့တင်စားတော့ထင်တယ်ဆိုတော့ဒီdiscipline ရဲ့ပြီးတော့ energy put in လုပ်မှုရဲ့ပြီးရင်ကိုယ့်ကို self respect self love ပေါ့နော်အဲ့ဟာတွေကလည်းအဲ့3ခုကလည်းချိတ်ဆက်မှုရှိရဲလို့တင်စားကတော့မြင်မိရဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့တစင်ဘာပြောချင်သေးလဲဟုတ်တယ်ဆက်ဆက်မှုရှိရင်ပြီးတော့အဲ့လိုမျိုး action တစ်ခုပေါ့နော် energy ပို့ရင်လုံးလိုက်တဲ့ခါကျတော့ယုံကြည်မှုကဘယ်ကနေ signal ပြလဲဆိုတော့ nervous system ပေါ့နော် brain ကိုလုံနေတယ်ဆိုတဲ့အရာကိုသိသွားတဲ့ခါကျတော့ तू က record လုပ်ပြီးတော့ငါလုံနိုင်တာပဲဆိုတဲ့အရာကနေကိုအမှတ်ပေးနေရမယ်အဲကြောင့်မလို့နေ့တိုင်းမှာဒါကိုလုပ်တယ်ဆိုရဲဟာမှာတတိတရားလေးထည့်ဖို့တော့လိုရပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဥပမာစဉ်းစားကြည့်ရင် habitual ဖြစ်သွားတာနဲ့ ritual နဲ့မတူပေါ့နော်။ဥပမာ habitual ဆိုရဲအနေထားမှာဆိုရင်သူကတတိပါခြင်းမှာပါမှာ။ဘာနဲ့တူလဲသွားတိုက်တယ်။ထိုက်နေတယ်ပေါ့။ဥပမာ9နာရီထားတယ်ဆိုတဲ့အရာမှာလဲ तू ကတခါလေကြာရင်ကွာထားတဲ့လို့ထားရမှာမလို့အဲ့ဒါမှအကုန်လုံးအဆင်ပြေမှာမလို့ဆိုရဲဟာတော့ first motive ကတော့ maybe walking တော့ဖြစ်သွားတယ်အလုပ်တော့ဖြစ်တယ်ပေါ့နော်ဟိုနေ့တူတကား run ဖို့တော့ဖြစ်တယ်ဒါပေမဲ့ကိုတတိတရားလေးနဲ့ထားတယ်ငါလုံနိုင်တယ်ဒါနဲ့ပတ်သက်ပြီးတော့ तू awareness ကလည်းပြန်ပြီးတော့သွားနေတဲ့အခါကျရင်ငါဒါကြီးလုပ်ထားပါလားဆိုတဲ့ဟာကပဲနောက်ပိုင်းကျရင်ကို orderly ပြန်ဖြစ်စေရပေါ့နော်ဒါကလည်းလိုအပ်တယ်လို့ထင်တယ်တော်တော်များများမှာဘာကြောင့်ပြန်ပြီးတော့အနေထားတစ်ခုဖြစ်ကြတယ်ပေါ့နော်ဥပမာကိုယ့်ရဲ့ self leadership ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝမှာပိုကောင်းနေဆိုတဲ့အရာတစ်ခုရဖို့အတွက်ကိုawareness ရှိနေပြန်ပြီးတော့မလုံနေဘူးမရွေးချယ်နေဘူးဆိုရင်လေ तू ကဘာဖြစ်နေလဲဆိုတော့ငါလုံနေရဟုတ်ရဲ့လားလို့အဲ့ဒါရှိနေတော့မယ် तू action တစ်ခုမဖြစ်ရင်တော့ orderly မဖြစ်တာမှန်ပေမဲ့ဒါပေမဲ့ကိုလည်းအတိမပြုတ်ဖို့လိုရပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့မနက်မှာဒီတိုင်းရွေးချယ်သွားပြီးဆိုရင်ညနေပြန်ရောက်ပြီးဆိုရင်လည်းတနေ့တာမှာကိုဒါလေးလုတ်ခဲ့တာပါလားဆိုတဲ့အရာလေးနဲ့
တနေ့တာကိုစင်းရင်ချုပ်ပေါ့နော်အဲ့လိုချုပ်ပြီးသွားပြီ maybe တချို့ကချရေးချင်တာရှိရင်တချို့ကချမရေးဘဲနဲ့ကိုအတိမတ်လေးပြုတ်ဖို့ပေါ့နော်ဆိုတော့အဲ့ဒါပြုတ်ပြီးသွားပြီဆိုရင်တော့ခုနပြော orderly ကအမှန်တော့ပုံမှန် signal ပြလိုက်တာပေါ့နော် nervous system ငါဒီနေ့တနေ့တာတော့ okay ဆိုတဲ့ဟာလေးကိုအမှန်တော့စီးချုပ်ပေးလိုက်တာတခုပဲသူကအမှန်တော့ကိုကတော့ energy ပို့တင်တာတော့လုံးနေရမှာပဲပေါ့နော်အဲ့လိုမျိုးလေးပေါင်းဆက်လိုက်တယ်ဆိုတော့ကိုကမှကိုနည်းနည်းပို့ပြီး awareness ရှိနဲ့ဒါလေးကြီးလောက်သွားတယ်တစ်ချိန်ကျရင်လည်းကိုလိုချင်တဲ့ goal တွေတချို့ဆိုလွတ်မြောက်ခြင်းတွေလိုချင်တယ်တချို့ခါကျတော့လည်းအောင်မြင်ခြင်းတွေလိုချင်တယ်ဆိုတာဒီကနေပဲစတင်ပြီးသွားတာမျိုးတွေ့မိတယ်ပေါ့နော်ဒါလေးကိုထပ်ပြီးတော့ထည့်ကျင်တာပေါ့နော်တင်စားအနေနဲ့ရောဘယ်လိုမြင်လဲပေါ့ဟုတ်အခုသဇင်ပြောတာကိုနားထောင်ပြီးခါကျတော့ဘာကိုတွေးမိလဲဆိုတော့သဇင်ရောတင်စာရောကယောဂဆော့တယ်ပေါ့နော်ယောဂဆော့တာကလည်းအဲ့လိုပဲလို့တင်စာထင်တယ်ဘာလို့လဲဆိုတော့ကိုကဒါကို discipline ရှိနဲ့ဒီအချိန်မှာဒီဟာကို energy put in လုပ်မယ်ဆိုပြီးတော့ consistent ရှိနဲ့သွားရဲဆိုရင်တချို့ post တွေမှာဆိုရင်ကိုမလုံနိုင်သေးဘူးတချို့ကိုလက်မောင်းအားမကောင်းတာရှိမယ်တချို့ကိုမရတဲ့အရာလေးတွေဆိုရင်လည်းဒီလိုပဲတဖြည်းဖြည်းနဲ့ discipline ရှိနဲ့လှုပ်သွားရင်လည်းတရက်ကြတော့ဒါလေးကိုအလွယ်တကူရလိုက်တယ်ဆိုတော့အချိန်မျိုးလေးတွေကြုံမှုကြရပေါ့နော်အဲ့ကြောတော့အဲ့ဒါလည်းပြီးတော့တကယ်လဲ okay ဒီ post လေးကိုရသွားပြီဆိုတော့ flow လေးတစ်ခုမိသွားပြီဆိုတာနဲ့ကျန်တာလေးတွေကလည်းဆက်ပြီးတော့လွယ်သွားတယ်ဒီဟာလေးသဘောပေါက်လိုက်တာနဲ့နောက်တစ်ဆင့်ကိုဘယ်လိုတက်မလဲဆိုတာမျိုးလေးကိုလည်းချက်ချင်းသဘောပေါက်မိသွားတယ်ပေါ့နော်အဲ့တော့သဇင်ပြောတာကပြန်ပြီးတော့ချိတ်ဆက်လိုက်မယ်ဆိုရင်အဲ့ဒီလိုမျိုးကိုယ့်ရဲ့စီကံတွေကိုdiscipline ရှိနဲ့consistent ရှိနဲ့ပြီးကိုယ့်ရဲ့ energy လေးတွေကိုလည်းတဖြည်းဖြည်းနဲ့ put in လုပ်သွားမယ်ဆိုရင်အဲ့ဒီ energy flow လေးအတိုင်းကိုဝင်သွားမယ်ဆိုရင်သူကသူကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်ရှိသွားမယ်လို့တင်စားတော့ထင်မိရယ်ပြီးတော့နောက်ထပ်ဗုဒ္ဓဘာသာအနေနဲ့ပြောရဲဆိုရင်လည်းကိုတကယ်ကိုအမြင့်ဆုံးပန်းတိုင်ထိရောက်ဖို့ဆိုရင်မြတ်စွာဘုရားဟောခဲ့တာကသဇင်တို့သစားတို့လည်းသိပြီးသားပဲပေါ့နော်အဓိကအခြေခံကတော့သီလသမာဓိပညာပေါ့အဲသုံးခုကတော့အဓိကပေါ့နော်အဲ့တော့ base ကတော့ဘာလဲဆိုတော့သီလကိုဘလောက်ပဲပညာတွေတော်ချင်တယ်ဆိုရင်နောက်တစ်ဆင့်ကသမာဓိရအောင်လုပ်ရမယ်သမာဓိရချင်တယ်ဆိုရင်လုံးဝအောက်ဆုံးအဆင့်ကသီလပဲပေါ့နော်အဲ့တော့ discipline ကိုအရန်ကိုအရေးကြီးရလို့သင်စားတော့ထင်တယ်အဲ့ဒီသီလ discipline ကပေါ့နော်ဆိုတစ်စက်အနေနဲ့ရောအဲ့ဒီသီလနဲ့ပတ်သက်ပြီးတော့ကိုဒီဘာသာရေးဘက်မှာသီလနဲ့ပတ်သက်ပြီးတော့ experience ရှိတာမျိုးလေးမျိုးရှိဘူးလားပေါ့အဲ့ဒါလေးတစ်ချက်ပြောပြပေးလို့ရလားရှိရပေါ့နော်ရှိရဆိုတာဒီလိုပေါ့ဥမာခုနပြောရဲသီလသမာဓိပညာဆိုတော့ဥမာသစဉ်တရားကျင့်တဲ့အတွေ့အကြုံအရာမျှဝေရမယ်ဆိုရင်ပေါ့နော်သူကသီလမရှိဘဲနဲ့သမာဓိတက်လို့မရဘူးပေါ့နော်ဒါ very basic ပေါ့နော်ဥမာပြောချင်တဲ့သူကကိုစောင့်ထိန်ရမယ်တချို့သီလတွေရှိတယ်သီလတွေမှာတော့အမျိုးမျိုးပေါ့နော်သူများတို့လည်း harmful မဖြစ်အောင်ကိုကစောင့်ထိန်ရတယ်အဲ့ချိန်မှာကိုယ့်ရဲ့စိတ်ကိုဖြူစင်အောင်ထားရတာမျိုးတွေရှိရပေါ့နော်ဖြူစင်အောင်ထားရတာမျိုးရှိရကိုယ်စိတ်နှလုံးသုံးပါလုံးမှာပေါ့နော်သူများစိတ်ထဲမှာညှစ်နာသွားမှုမရှိတဲ့ခါကြမှာပဲတမာတိဆိုတာတည်လာတာပေါ့နော်တမာတိကတဖြည်းဖြည်းရောက်လာပေါ့အဲ့တော့ very basic မှာတီလာမှာနည်းနည်းလေးတော့ဒီစဉ်ရှယ်အရာရှယ်ရင်ဒီတို့မှာတီလာတွေမျိုးစုံရှိရပေါ့နော်၅ပါးတီလာ9ပါးတီလာ something ပေါ့နော်အဲ့လိုရှိရအဲ့မှာပြောရမယ်ဆိုတော့မြင်သာကတော့ဒီစဉ်တော့ကအဲ့လိုစောင့်ထိန်ပါမယ်ပြီးရင်ပြန်ပြီးတော့လျှော့လို့မရတဲ့တီလာတူရှိတယ်အဲ့ဒါပါလဲဆိုတော့ကောင်းချင်းကိုစောင့်လာတဲ့သူစရိုက်တရား10ပါးဆိုတာရှိရပေါ့နော်သူစရိုက်တရား10ပါးမှာလဲသူက3ခုလုံးကဘာကိုပြောနေရလဲဆိုနှုတ်အရာအမှုအရာရပေါ့နော်ကိုနှုတ်စိတ်ပေါ့နော်သူကကိုရောနှုတ်ကောစိတ်ကောအဲ့3ခုလုံးကိုသူက10ပါးစောင့်ရတယ်စောင့်ရတဲ့အချိန်မှာကောစစ်တွေလည်းပါတယ်မပြောရဘူးပေါ့နော်ဘယ်လောက်ပဲမှန်ကန်နေရပဲဖြစ်စီသူများနှစ်နာမယ်စကားတွေမပြောရဘူးပေါ့နော်အဲ့ဒါကို very တိတိကျကျစောင့်ခိုင်းတယ်ဒါအရေးကြီးရယ်ပေါ့နော်ပထမတော့ပြောမယ်ဆိုရင်တော့သူများရဲ့ပစ္စည်းမယူဘူးလို့သူများနှစ်နာစေတဲ့အရာတွေမလုပ်ဘူးပေါ့နော်အဓိကတော့
အရာတွေပြီးခါကျတော့ဒီကိုတို့နှုတ်ကနေပြောတဲ့စကားတွေကသူများနှစ်နာသွားစေတဲ့စကားတွေမဖြစ်ရဘူးပြီးတော့စိတ်မှာလည်းထုံနေ၎င်းပဲမပြစ်မှာဘူးပေါ့နော်တချို့အရာတွေမှာမလိုလားအပ်တာပြီးတော့နောက်တစ်ချက်ကတော့ကိုလုပ်တဲ့အရာပဲကိုပြီးတော့ကိုရတယ်ဆိုတဲ့ concept ပေါ့နော်ဒါတော့ Buddhism မှာပြောထားတယ်ကံကံဤအကျိုးယုံကြည်တာမျိုးပေါ့နော်ကိုလုပ်တဲ့ကိုစိုက်ထားတဲ့အကျိုးအကြောင်းတရားပဲကိုရတယ်ဆိုတဲ့အကျိုးတရားတွေပေါ့နော်ဆိုတော့အဲ့အရာကြီးကိုစောင့်ထင်ရတယ်အဲ့ဒါကြောင့်မှမဖြစ်လဲဆိုတော့နောက်တစ်ဆင့်ထပ်တက်လို့ရ awareness ပေါ့နော် awareness ဆက်တက်လို့ရတယ်အဲ့ဒါမှနောက်ထပ်ခုနပြောတဲ့ absolute truth ပညာဆိုတဲ့အရာတစ်ခုဆက်တက်လို့ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီအရာက very basic ပေါ့နော် basic ဒါကတော့တစ်စင်အတွေ့အကြုံရ sharing လုပ်တာပေါ့နော်ဘယ်လိုမျိုးရှိနေရမရှိနေရထက်ဆိုင်တကယ်ကိုတီလားဆိုတဲ့အရာတစ်ခုကိုလုံလာတဲ့ခါကျမှတော့နောက်တစ်ဆင့်နေတက်လို့ရတာကဲပြီးကိုက atomic ကိုအနေနဲ့လွတ်မြောက်ခြင်းကိုရခြင်းတယ်တကယ် absolute truth ကိုသိခြင်းတယ်အဲ့ဒါမှလွတ်မြောက်ရမယ်ဆိုရင်ခုနပြောတဲ့ discipline ကြီးကအရန်စကားပြောတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့အရာကနေမှသူကချစ်မှလည်းရတယ်ကိုယ်တိုင်လုံးမှလည်းရတယ်။ကိုယ်တိုင်တက်ချင်တဲ့အရာမှာဒီအရာတွေမလုံထားဘူးဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်။ဥပမာလူများကိုအရန်နဲ့နာစီတဲ့အရာတွေလူတက်မှုတွေ something ပေါ့နော်။ဆိုတော့အဲ့အရာတွေမှာဟာကြတော့လည်းရှိတာမျိုးကြီးပေါ့နော်။အဲ့လိုမျိုးရှိတယ်ဆိုရင်လည်းသူကအရန်အဆင်မပြေတာမျိုးတကယ်ဒီဘက် atomic absolute truth ကိုတွားဖို့ခက်ခဲတာမျိုးရှိတယ်ပေါ့နော်ဆိုတော့အဲ့သူ့ရိုက်တရား10ပါဆိုတဲ့အရာတခုကတော့သူကအကုန်လုံးတကယ်ကိုပါဝင်ထားပြီးသားဟိုကျမတို့ short လို့မရတဲ့အရာတွေပေါ့နော်ဒီအရာကိုစောင့်ထိန်သွားပြီးပြီဆိုရင်ဒါကိုစောင့်ထိန်ပြီးပို့ကောင်းလိမ့်ပဲရှိရယ်ဒီနေ့တော့မစောင့်ထိန်တော့ပါဘူးဆိုတဲ့ဟာမရဘူးပေါ့နော်အဲ့လိုမျိုးသဘောပေါ့နော်ပြန်ပြီးတော့ချလို့မရဘူးပေါ့ဆိုတော့တစင်ရဲ့အတွေ့အကြုံအရဆိုရင်တော့တကယ်တရားအခြေအနေတစ်ခုရောက်ဖို့အတွက်ကိုတီလာဆိုတဲ့ဟာနေစတင်တယ်အဲ့တီလာတာမမြဲဘူးမရှင်းနေဘူးဆိုရင်သူကတမာတိလည်းမတည်တဲ့အပြင်ခုနပြောတဲ့ပညာဉာဏ်တကယ်ပညာဉာဏ်ဆိုတာကတကယ် absolute truth ကိုပြောတာပေါ့အမှန်တရားကိုလည်းဒီလိုမတွေ့နိုင်ဘူးပေါ့နော်ဆိုတော့အဲ့အရာတွေကိုဒီစင်ကိုယ်တိုင်တော့အဲ့လိုအတွေ့အကြုံတွေတော့ရှိခဲ့ပူတယ်ပေါ့နော်ဆိုတော့ဒါတီလာအရင်အရေးကြီးရဲဆိုတာလေးကိုတော့ဒီစင်မြင်နေပေါ့နော်တင်စားအနေနဲ့ရောဘယ်လိုအတွေ့အကြုံလေးလဲရှိလဲပေါ့နော်တီလာနဲ့ပတ်သက်ပြီးဟုတ်တယ်ဒါဆိုရင်ပြောရနားဟောင်ပြီးခါကျတော့တီလာဘလောက်အရေးကြီးလဲဆိုတော့ဒီလူလောကမှာအလုပ်လုပ်တဲ့အချိန်ကျရင်လေ discipline ကအရေးကြီးရယ် discipline ရှိမှသာကျန်တဲ့အောင်မြင်မှုတွေကရနိုင်တယ်ပေါ့နော်အဲ့တော့ discipline ရှိဖို့အတွက် energy တစ်ခုပေးရတယ်စိုက်ထုတ်ရတယ်အားထည့်ရတယ်လို့ပဲဒီတရားဘက်မှာလည်းအခြေခံကလည်းတီလာပဲပေါ့နော်တီလာရှိမှသာသမာဓိပညာတွေတက်လန်နိုင်တယ်ဆိုတာကိုသစဉ်ပြောတာကိုနားထောင်ပြီးတော့လုံးဝတိတိကျကျကြီးကိုမှတ်သားမိရပေါ့နော်အဲဒါကြောင့်မို့လို့ကိုယ့်ကိုယ်လည်း discipline လေးများများနည်းနည်းပို့ပြီးတော့ခိုင်လာအောင်ကြိုးစားရမယ်ပေါ့နော်ပြီးတော့တကယ်တော့ဟုတ်တယ် discipline တော့ထားတယ်ဒါပေမဲ့တခါတလေမှာကိုကလူဆိုတော့မှုတရားလည်းမကောင်းတဲ့အခြေမျိုးလေးရှိကောင်းရှိမယ်ဒီ discipline ကိုကမလိုက်နာနိုင်တဲ့အခြေအနေမျိုးလေးတွေတရက်တလေရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့လိုပဲတီလာဆိုရင်လည်းတီလာတော့ထိန်းတာပဲဒါပေမဲ့တငယ်ချင်းနဲ့သွားလိုက်လို့ဒီတောက်စရာလေးရှိလိုက်လို့တောက်မိသွားတယ်တို့အဲ့လိုမျိုးလေးတွေကိစ္စမျိုးလေးတွေကဒီလူလောကမှာနေသွေးရတော့ရှိနေမှာပဲကြုံနေရအောင်မှာပဲပေါ့နော်အဲ့လိုတရက်လောက်ပြတ်သွားတယ်တရက်လောက်အဆင်မပြေဖြစ်သွားဖို့ဖြစ်သွားခဲ့တယ်ဆိုရင်လည်းစိတ်အားမလျှော့ပဲနေပေါ့နော်ပြန်ပြီးတော့ဒီရဲ့စီကံကိုပြန်ပြီးတော့ချမှတ်တာတို့တီလာဆိုရင်လည်းပြန်ပြီးတော့တီလာယူတာတို့ကိုတင်စားကတော့ပို့ပြီးတော့လှုပ်စီခြင်းနဲ့တချို့ကြတော့ဒီတီလာကြီးပြတ်သွားပြီးသွားပါပြီကွာဆိုပြီးတော့ပဲမျောွားတာမျိုးမလုပ်ပဲနဲ့ပြန်ပြီးတော့ပြန်ထပေါ့နော်လဲကြနေရကနေပြန်ထကိုယ့်ကိုပြန်ပြီးတော့အားပေးပြီးတော့ဒီ energy flow လေးကိုပြန်ပြီးတော့ရက်သွားတဲ့ energy ကိုပြန်ပြီးတော့ဆက်သွားဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့တင်စားတို့ကလည်းဒီလိုမျိုးကိစ္စတွေကကြောင်းတက်တယ်လို့မျိုးကြောင်းတက်တယ်လို့မျိုး
ဘွဲရပြီးရနဲ့ဒီကိစ္စကြီးပြီးသွားပြီဆိုတာမျိုးမဟုတ်ဘူးပေါ့နော်တင်သားတို့ lifetime သွားရမှာ process က lifetime သွားရမှာဖြစ်တဲ့အတွက်ဒီနေ့တရက်အဆင်မပြေတော့ဘူးဆိုနောက်နေ့ပြန်စားလို့ရတယ်အခုအဆင်မပြေတော့ဘူးဆိုခဏနေပြန်စားလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီရဲ့ energy flow လေးကိုလည်းမပြတ်သွားအောင်ထိမ့်သိမ်းထားတဲ့တယ်လို့တင်စားကတော့မြင်မိရပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဆိုတော့ပြီးတော့လေကိုက okay တီလာကိုစောင့်ထိန်မယ်ဆိုရင်ကိုဘလောက်ကိုရဲ့ရည်မှန်းချက်ကြီးရင်ကြီးသလောက်တီလာကိုလည်းများများစောင့်ထိန်ရတယ်ပေါ့နော်ပြီးတော့ဟိုဘယ်လိုပြောမလဲဒီလူအလုံးနဲ့ပြောမယ်ဆိုရင်လေကိုပန်းတိုင်ကြီးရင်ကြီးသလောက်ကို energy အားပိုစိုက်ထုတ်ရတယ်လို့ပဲကိုလိုချင်တဲ့တရားကဘလောက်အမြင့်ဒီမှန်းတာလဲမြင့်တဲ့အထီကိုတီလာအားကိုပိုစိုက်ရတယ်ပေါ့အဲ့တော့ကိုက energy တော့ထုတ်တယ်ဆိုပေမဲ့ဟိုနည်းနည်းလေးထုတ်တာလားအများကြီးထုတ်တာလားကိုလိုချင်တဲ့ပန်းတိုင်ကအကြီးဖြစ်နေပြီးတော့ကိုထုတ်တဲ့ energy ကတေးသေးလေးဆိုရင်လည်းမဟုတ်သေးဘူးပေါ့နော်ဥပမာပြောရမယ်ဆိုရင်အဲ့လိုသဲမုံလေးတစ်ခုကိုလက်မှာကင်လိုက်ရင်ဘာမှသိပ်ပြီးတော့ထူးထူးခြားခြားမဖြစ်ဘူးဆိုပေမဲ့အဲ့ဒီသဲမုံလေးကမျက်လုံးထဲဝင်သွားရင်တော့အရန်ဟိုအဆင်မပြေတဲ့အနေအထားပေါ့နော်ဘလို့မှနေရခက်တဲ့အနေအထားဖြစ်တယ်အဲ့တော့ကိုဘလောက်ကိုရဲ့ရည်မှန်းချက်ကကိုလိုချင်တဲ့နေရာကဘလောက်နူးညံ့လဲနူးညံ့သလောက်ကိုရဲ့စိတ်ကဟိုဘယ်လိုမလဲကိုယ့်ရဲ့စိတ်ကိုထိမ့်သိမ့်မှုအားပို့ပြီးတော့ကြီးရမယ်ပေါ့နော်အဲ့တော့ကို energy စိုက်ထုတ်တာတော့ဟုတ်တယ်ဒါပေမဲ့ဘလို့ energy စိုက်ထုတ်နေတာလဲဆိုတာလေးကိုလည်းကြည့်ရမယ်လို့တင်စားကတော့ထင်တယ်ဆိုတော့တစင်ရောဘလို့မြင်လဲပေါ့နော်အဲ့ဒီပုံမှာတင်စာ sharing လုပ်သွားရတဲ့အနေအထားမှာပထမဆုံးပေါ့နော်တခါတလေကျလူသားဖြစ်နေတဲ့အတွက်ကြောင့်မလို့တချို့ social drink တွေသို့မဟုတ်လည်းအချိန်တွေအရပ်မလို့လုပ်လိုက်ရတဲ့အနေအထားမှာလည်းချော်လေးရုံမထိုင်ဖို့အရေးကြီးတဲ့အမျိုးတော့တင်စာ sharing လုပ်တာကိုမြင်လိုက်တယ်ပေါ့နော်ဟုတ်တယ်အဲ့ဒါလည်းခုန atrophy နဲ့ဘာသွားသက်ဆိုင်နေလဲဆိုတော့ကိုယ့်အနေနဲ့ကဒါကို caring မလုပ်တဲ့၍ energy put မလုပ်တဲ့၍ orderly ကတော့ဘယ်တော့မှမဖြစ်နေဘူးအဲ့တော့ကိုယ့်ဘဝနဲ့မှန်းပြီးတော့ကိုယ့်ဘဝကိုဘယ်လိုမျိုးလေးလိုချင်လဲပေါ့နော်ကိုယ့်ဘဝဘယ်လိုတည်ဆောက်ချင်လဲဆိုတဲ့အပေါ်မှာအများကြီးမူတည်တယ်အဲ့ပေါ်မှာပဲကိုဘယ်လောက်ထိ energy စိုက်ထုတ်မလဲဆိုတဲ့အရာပေါ့နော်ဆိုတော့အဲ့ဒါတွေကိုလည်းစိတ်မပြတ်ပဲနဲ့ဟုတ်တယ်လူသဘာဝမှာတော့အချိန်ကြီးအရပ်တွေကြုံတွေ့ရတယ်တချို့အရာတွေမှာလည်းကိုကဒီလိုအခြေအနေမှာရွေးချယ်လိုက်တာက social drink ဖြစ်လိုက်မှပဲအဆင်ပြေမယ့်အခြေအနေမျိုးတွေလည်းရှိကောင်းရှိနိုင်တာပေါ့နော်ဆိုတော့အဲ့ချိန်မှာကိုယ့်အနေနဲ့ရွေးချယ်လိုက်တာမျိုးသို့မဟုတ်ဘယ်လိုပဲဖြစ်ကိုရွေးချယ်လို့ရတယ်ပေါ့နော်မှားသွားတယ်ပဲဖြစ်ရင်လည်းပြန်ပြီးတော့ပြင်နိုင်တယ်ပေါ့ဘာကြောင့်လဲဆိုတော့လူဆိုတာ evolution ဖြစ်နေတယ်ပေါ့နော်evolution ဖြစ်နေတယ်ပြောင်းလဲနေတယ်တခါတလေကျရင်လည်းတချို့ຢာတွေမှာကိုယ့်ရဲ့ဒီကိလေသာလို့ပြောမှာပေါ့နော်ကိလေသာလို့ပြောရဲဆိုတာကတော့ကိုယ်တခါကျရင်စိတ်ထဲမှာထွက်ပေါက်ရှိတာမျိုးရှိတယ်အစစ်မပြေတာမျိုးရှိတယ်အခြေအနေအရပ်တွေရှိနေတဲ့အခြေအနေမှာကိုအဲ့ပေါ်မှာလည်းကိုတချို့ discipline တွေကိုမထိန်းနိုင်တဲ့အခြေအနေပေါ့နော်ခံစားချက်တွေရပဲဖြစ်ပေါ့အဲ့လိုအခြေအနေunder control မဖြစ်တဲ့ခါကျတော့လုံးမိတာမျိုးရှိရပေါ့နော်အဲ့ဒါကိုကလူကောင်းဖြစ်နေလို့လူဆိုးဖြစ်နေရတယ်ဘာမှမဆိုင်ဘူးပေါ့နော်အဓိကကိုယ့်ရဲ့အတွင်းထဲကနေကို manage လုပ်ရတာတို့မဟုတ်လေအခြေအနေအရပ်ကြောင့်မလို့ကို manage လုပ်လို့မရတဲ့အနေအထားတွေကြောင့်မလို့ဖြစ်တာဆိုတော့အခြေအနေတစ်ခုကိုပဲပေးလိုက်ပြီးတော့ဒါရွေးချယ်လိုက်တယ်ဒါပေမဲ့ငါအနေနဲ့ငါသွားခြင်းနဲ့ဘဝကိုတိဆောက်တဲ့အနေထားကတော့ငါရဲ့ discipline အတိုင်းငါဘဝကိုကျမကြီးအရာပဲဖြစ်ဖြစ် drink မတောက်ဘူးလေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကိုလေရဲဝံ့စွာ socially မှာကိုပြောပြလဲရတယ်ပြောပြပြီးတော့လက်ခံတဲ့နေရာမှာကိုသွားတာမျိုးပေါ့နော်ဆိုတော့အဲ့အရာတွေမှာကိုပြန်ပြီးတိဆောက်လို့ရတယ်ပေါ့နော်တချို့အရာတွေမှာပေါ့နော်ဆိုတော့အဲ့ဒါကို choice အမြဲတမ်းရှိနေတယ်ဆိုတာကိုမမေ့နဲ့ငါဒီလိုလေးbreak လုပ်လိုက်လို့တီလာပြတ်သွားလို့ပေါ့နော် discipline ပြတ်သွားလို့ပဲငါဘဝကြီးသွားပြီမဟုတ်ဘူးပေါ့နော်အမြဲတမ်း energy put in လုပ်ပြီးတော့ကောင်းတဲ့ဘက်ကိုတိဆောက်လို့ရတယ်ကိုလိုချင်တဲ့ဘက်ကိုအကောင်းဆုံးတိဆောက်လို့ရတယ်ပေါ့နော်ဟုတ်တယ်ပြီးတော့တင်စားအနေနဲ့ sharing လုပ်သွားတဲ့အနေထားမှာလည်းအရန်ကောင်းတာတစ်ခုကကိုဘယ်လောက်ထိမြင့်တွေးလဲတွေးတဲ့အနေထားပေါ်မှာ discipline ကပိုပြီးအားထုတ်ရတယ်ပေါ့နော်အားထုတ်ရတဲ့အဲ့အရာကလည်းအရန်ရေးကြည့်ရပေါ့နော်အရေးကြီးရဲ့အဲကြောင့် leader တွေပဲဖြစ်ဖြစ်ပုထုဇဉ်မှာပဲပေါ့နော်ဒီလူဘဝမှာပဲဖြစ်ဖြစ်
ကိုယ့်ရဲ့လုပ်ငန်းတွေမှာ lead လုပ်တဲ့အချိန်မှာကိုယ်ဘယ်လောက်ထိကိုယ့်ကိုယ်ကို discipline ရှိရဲ့အပေါ်မှာလူအများကိုဘယ်လောက်ထိ lead လုပ်သွားနိုင်တာမျိုးကိုယ့်ရဲ့ goal ပေါ်မှာအများကြီးမူတည်ရပေါ့နော်ဆိုတော့အဲ့အရာလေးတွေကို energy put in လုပ်ရတယ်ပြောရမယ်ဆိုရင်တော့စူးစမ်းအားစိုက်ထုတ်ရတဲ့ဝရိယအားတွေပေါ့နော်ဆိုတော့အဲ့ဒါတွေကြမှာပဲဘဝကြီးကကိုလိုချင်တဲ့အကောင်းဆုံးကိုဖန်တီးလို့ရတာမျိုးပေါ့နော်ဒါမို့ဆိုဒီတိုင်းပဲထားရင်တော့ခုနပြောတဲ့ orderly မဖြစ်ဘူးဖျူဖျဲတော့ဖြစ်နေမှာပဲပေါ့နော်ဆိုတော့အဲ့ energy ကို put in လုပ်ရမယ်ဆိုတာလေးကိုတင်စားအနေပြောပြသွားတာအရန်ကောင်းတယ်ပေါ့နော်အရန်ကောင်းတယ်အဲ့အတွက်ကြောင့်မလို့ကိုလည်းခွင့်လွှတ်ဖို့လိုအပ်တယ်ပေါ့နော်တချို့အချိန်တွေမှာပြီးတော့နောက်တစ်ခုကconcept တစ်ခုရှိရပေါ့နော်သူကကျွန်တော်ဒီ leadership တင်နန်းတစ်ခုမှတက်ရတယ်ပေါ့နော်သူကတော့ integrity လို့ပြောတာပေါ့နော်တည်ကြည်မှုကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အပိုင်းပေါ့အဲ့အချိန်မှာခုနပြောသလိုကိုပေးထားတဲ့ဂတိပေါ့နော် discipline ဆိုတော့ပေးထားတဲ့ဂတိကဒီအချိန်တွေမှာဒီအရာကိုမလုပ်နိုင်တဲ့အခြေအနေဖြစ်နေဥပမာကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်အလုပ်ကိစ္စကြောင့်ပဲဖြစ်တချို့အခြေအနေတွေရှိတယ်လေနော်လုံးဝလုံးလို့မရတဲ့ manage လုပ်လို့မရတဲ့အနေအထားမှာဆိုရင်တဲ့ကိုကတခြားလူကိုဂတိပေးထားရင်တော့ကိုသူ့ကိုပြန်ပြီး communicate လုပ်ရတာပေါ့နော်ချစ်ချင်းသိတဲ့အချိန်တွေမှာနဲ့ငါဂတိပေးထားတဲ့အတိုင်းတော့မဖြစ်နိုင်ဘူးဒါပေမဲ့အဲ့ရဲ့နောက်ဆက်တွဲကိုကိုတာဝန်ယူသလိုပဲပေါ့နော်ခုနကတော့တင်တို့ပြောတာတော့ discipline ကကိုပေးထားတဲ့ဂတိကိုချိုးဖောက်လိုက်မိရပေါ့နော်ဆိုတော့အဲ့ချိုးဖောက်လိုက်မိရဲ့အနေထားမှာဆိုရင်ကိုပြန်ဘာပြန်ပြောရမလဲဆိုတော့ခုနအတိုင်းပဲအခြေအနေကြောင့်မလို့တာတွားလိုက်ရတာဒီကိစ္စတခုမှာအခြေအနေကြောင့်မလို့ဥမာကနေ့တိုင်းမနေ့တစ်ချိန်ညတစ်ချိန်ဖះတရားထိုင်မယ်ပဲထားပါတော့ဒါပေမဲ့အခြေအနေတွေကကိုကဒီလူဘဝမှာပဲနေနေတဲ့အနေထားမှာဆိုရင်တစ်ခါတလေအဆင်မပြေတာမျိုးရှိတတ်တယ်ပေါ့နော်ဆိုတော့အရင်ကိုလိုချင်တဲ့အတိုင်းမဖြစ်နေရမျိုးရှိတယ်ပေါ့နော်ဒီချို့အချိန်တွေမှာအဲ့ဆိုရင်မလုံးမိဘူးပေါ့မလုံးမိတဲ့အချိန်မှာကိုအနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုခွင့်လွှတ်ရတဲ့အပိုင်းတွေလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အတက်နိုင်ဆုံးတော့နောက်တစ်ခေါက်မှပြန်ပြီးတော့ energy ပို့တင်ပြန်လုပ်ရတာဒီလိုဖြစ်တယ်ဆိုရင်ဘယ်လိုမျိုးလေးငါစီမံရင်တော့ပိုအဆင်ပြေမလဲဆိုတဲ့အပိုင်းတွေကိုပြန်လုပ်ရတာမျိုးရှိရပေါ့နော်ဆိုတော့ကိုပြန်ပြီး communicate လို့အဖြစ်တင်နေတာတော့တခါလေကျတော့အလုံးမဖြစ်ဘူးပေါ့နော်အဲ့တော့စူးစမ်းခွင့်အများကြီးရှိနေရယ်ကိုပြန်ပြောပြီးတော့စူးစမ်းခွင့်ပေးဖို့အရေးကြီးရယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့လူကအများတန်းတော့အမားမရှိဘဲနဲ့တော့မရှိနိုင်ဘူးပေါ့နော်ဆိုတော့အဲ့အရာလေးကိုတော့ကိုပြန်မေးကြည့်လိုက်ဒီအခုဖြစ်သွားတဲ့အရာတိုင်းပဲချော်လဲရောထိုင်မလားတို့မဟုတ်ကိုလိုချင်တဲ့ကိုဖို့တိဆောက်ချင်တဲ့အရာကိုပဲကို intention ပြန်ထားပြီးတော့ပေါ့နော်ရည်ရွယ်ချက်ပြန်ထားပြီးတော့ကိုအနေနဲ့ဒါကို energy ကောင်းမွန်တဲ့ energy ပဲ put in ပြန်လုပ်တယ်ဆိုရင်လည်းကိုဘဝကြီးကပိုကောင်းတဲ့လမ်းကြောင်းကိုဥတည်တဲ့လမ်းကြောင်းပေါ်မှာပဲပြန်ပြီးတော့ရောက်သွားမယ်ဆိုတာလေးကိုတော့ဒီစဉ်ကထပ်ပြီးတော့ပြောချင်တယ်ပေါ့နော်ဟုတ်တယ်ပြီးတော့လေသစဉ်ပြောလို့ပဲတင်စားတို့ကလူဖြစ်နေတာဖြစ်တဲ့အတွက်အမားဆိုတာလုံးဝမကဲဘူးပေါ့နော်မားမှာပဲမားအောင်မှာပဲဒါပေမဲ့အမြဲတမ်းကြီးကို discipline နဲ့နေရမယ်စီကံမဲ့နေရမယ်ဆိုပြီးအဲ့လိုဘောင်ကြီးနဲ့ကိုဘွားယူကြက်ထားရတယ်ပေါ့နော်အဲ့လိုလေးဘက်လေးတန်းကြီးကြက်ပြီးတော့နေတာထက်ဆိုင်ဥမာစာအုပ်ကြီးပုံစံမျိုးဖြစ်နေတာပေါ့ဒီလိုပဲဖြစ်ရမယ်ဒါပဲလုပ်ရမယ်လိုပဲလုပ်ရမယ်အဲ့လိုမဟုတ်ပဲနဲ့ကိုယ့်ရဲ့ဘဝကိုမြတ်စွာဘုရားလည်းဟောထားရှိရဲ့ဘဝကကိုဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်ဘူးပေါ့နော်ကိုလှုပ်ထားတဲ့ကံနေပါမယ်ရာသီဥတုတွေကြောင့်ပါမယ်ပြီးတခြားအကြောင်းအမျိုးမျိုးတွေကြောင့်ဒါအဲ့ဒီမှာပဲတစားတို့ကအဆင်ပြေအောင်နေကြရတာပေါ့နော်ကိုယ်စိတ်ကိုချမ်းသာအောင်ဘယ်လိုနေကြမလဲကိုယ်စိတ်ကိုဒီကြုံလာရတဲ့လောကဓာတ်တွေမှာဘယ်လိုကောင်းအောင်ထားပြီးတော့နေကြမလဲဆိုပြီးတော့ပဲ adjust လုပ်ပြီးတော့နေရတာဖြစ်တဲ့အတွက်ကိုဘဝကိုတော့လို့ဘောင်ကြီးနဲ့ခတ်ပြီးနေတာမဟုတ်ပဲနဲ့အမားတွေကိုလည်းအမားတွေကိုအများကြီးမဟုတ်ရင်တော့မှနေတစ်ထက်နေအောင်ကြိုးစားရမယ်မားတတာပဲမားပါစီတော့ကွာဆိုတာမျိုးမဟုတ်တော့ပဲနဲ့တရက်ထက်တရက်တစ်နေ့ထက်တစ်နေ့အမားလေးတွေကိုနေနိုင်အောင်ကြိုးစားပြီးတော့ဘဝကိုအဲ့လို flow လေးနဲ့ energy လေးနဲ့ energy flow လေးနဲ့ပဲရွေ့လျားပြီးတော့နေနိုင်အောင်ကြိုးစားရမယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုစိတ်ချမ်းသာအောင်ဘယ်လိုထားမလဲစိတ်ချမ်းသာအောင်ဘယ်လိုနေရမလဲဆိုတာလေးကိုပဲနေသွားကြရမယ်လို့တင်စားတော့ထင်တယ်ပြီးတော့လည်းနောက်ထပ်ကိုဘဝကိုဖျဲမဖြစ်ဖို့ခါကျတော့မြတ်စွာဘုရားကတော့ပြီးထားတဲ့နီလန်လေးရှိရပေါ့နော်အဲ့ဒီထဲမှာဆိုတင်စားဟိုနေ့ကနာလိုက်တဲ့တရားထဲမှာဆိုရင်ဘုံဘုံကဘာအကြောင်းပြပြထားလဲဆိုတော့ကိုစိတ်ထားတွေပို့ပြီးတော့ကောင်းလာအောင်ကိုဘဝကိုပို့ပြီးတော့ဖျဲမဖြစ်အောင်
ဘယ်လိုထားမလဲဆိုရင်ပထမဆုံးကကိုယ်စိတ်ကိုဒီတိုင်းလွတ်မထားနဲ့ပေါ့ဒီတိုင်းနေတယ်ဆိုဥပမာကိုလမ်းသွားနေတာပဲဖြစ်ဖြစ်တခုခုဘာမှပြောစရာလည်းမရှိဘူးကြည့်စရာလည်းမရှိဘူးနားထောင်စရာလည်းမရှိဘူးအလုပ်လုပ်စရာလည်းမရှိဘူးဆိုရင်တော့မှကိုယ့်ရဲ့စိတ်ကိုဒီတိုင်းမထားဘဲနဲ့ပထမဆုံးအနေနဲ့တင်စားတို့ဘာလုပ်လို့ရလဲဆိုတော့ဗုဒ္ဓနုဒတိပွားလို့ရတယ်ပေါ့နော်ကိုအကြိုက်ဆုံးဖရာရဲ့ဂုဏ်တော်တခုခုကိုစိတ်ထဲမှာမှန်းပြီးတော့ပွားနေတာဖြစ်ဖြစ်လုပ်လို့ရတယ်ပြီးရင်တကယ်လို့အဲ့ဟာမလုပ်ချင်ဘူးဆိုရင်လည်းဒုတိယတစ်ချက်ကတင်စားတို့မေတ္တာပို့လို့ရတယ်ပေါ့နော်ဒီတတ္တဝါတွေအားလုံးမြမနတ်လူတတ္တဝါအားလုံးကိုမေတ္တာကျမ်းမာချမ်းသာပါစေဆိုပြီးတော့စိတ်ထဲကနေပြီးတော့သူတို့လည်းမြင်ရောက်မယ်ပြီးစိတ်ထဲကနေလည်းနိမ့်ကမေတ္တာပို့ပေးမယ်ဆိုတာမျိုးလည်းလုပ်လို့ရတယ်ပြီးတတိယတစ်ချက်ခါကျတော့ကိုကအရင်လောဘတွေများလာတယ်တက်မှတ်မှုတွေများလာတယ်ဆိုရင်မရဏနုတ်တတိပဲဖြစ်ဖြစ်အလုံးပွားလို့ရတယ်ပေါ့နော်ကိုတစ်ချိန်ကျရင်ကိုတေးမှာပဲအားလုံးကိုတယောက်တည်းတေးမှာမဟုတ်ဘူးကိုပြီးပတ်ဝန်းကျင်မှာရှိတဲ့လူလည်းတရက်ကျရင်ရှိတော့မှာမဟုတ်ဘူးပေါ့နော်အခုစကားပြောနေတဲ့သဇင်နဲ့တင်စားဆိုရင်လည်းနောက်အနှစ်တရာဆိုရင်ဘယ်မှာနေမလဲဘယ်မှာရှိနေမလဲဆိုတာတော့မှတင်စားတို့ကိုယ်တိုင်မသိနိုင်ဘူးပေါ့နော်အဲ့ဒီဟာတွေလည်းပွားလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတယောက်ယောက်ကိုအရန်ကိုဆွဲလန်းမိတယ်တတ်မှတ်မိတာမျိုးဖြစ်နေတယ်ဆိုရင်လည်းအတုပကမ္မထန်ရှုလို့ရတယ်ပေါ့နော်ကိုရဲ့ဒီကိုယ်တိုင်လည်းတတ်မှတ်မှုတွေကရှိရပဲဥမာမှန်တယ်ကြည့်လိုက်လို့ဟာငါဒီနေ့ချောနေပါလားဆိုတာမျိုးတတ်မှတ်မှုလေးဖြစ်သွားတာ ਨੇ ဒီရဲ့ရုပ်ခန္ဓာကအတုပကမ္မထန်အနေနဲ့ပြန်ပြီးတော့ကြည့်လိုက်ရင်ဒါအရေးပြားတွေနဲ့ပဲဖုံထားတာကိုအရေးပြားအောက်မှာရှိတဲ့အကြောတွေသွေးတွေအရေးအားလုံးကလူတိုင်းအားလုံးတူတူပဲမတူတာဒီအရေးပြားတစ်ထောက်ပဲမတူတာပေါ့နော်ဆိုတော့အဲ့ဟာလေးကိုလည်းစိတ်ထဲမှာထားရင်းနဲ့အဲ့ဒါဟာသင်စားတို့အတွက်စိတ်ကိုဖျို့ဖျဲမဖြစ်စေမဲ့အကန့်အသတ်အထင်းကိုလေးတစ်ခုဖြစ်မယ်လို့တင်စားတော့ထင်တယ်အဲ့ဒီတရားတွေကပေါ့နော်၄မျိုးပေါ့ပထမဆုံးအနေနဲ့ဗုဒ္ဓနုတ္တိရမယ်မေတ္တာပွားမယ်အတုပကမ္မထံဒါမှမဟုတ်မရဏနုတ္တိပေါ့အဲ့ဒီ၄ခုလေးနဲ့ကိုယ့်ရဲ့စိတ်ကိုစောင့်ရှောက်နားမယ်စောင့်ရှောက်ထားမယ်ဆိုရင်တော့ဒါလေးကကိုဘဝကိုဖျို့ဖျဲမဖြစ်ဖို့ကိုစိတ်ကိုဖျို့ဖျဲမဖြစ်ဖို့အတွက်ထားတဲ့စိတ်ထားလေးကိုလုံးဝမဲ့ energy တခုပေါ့နော်ဒါကလေကိုဒီလိုမှတ်မယ်ကိုဒီလိုရှုမယ်ဆိုတာ energy တခုပေးရတာပဲလေအဲ့တော့အဲ့ဒါလေးကိုစိုက်ထုတ်ပြီးတော့ကိုဘဝကိုဒီလောကီမှာရောလောကုတ္တရာရောအကောင်းဆုံးကြိုဖြတ်နိုင်ကြမယ်လို့တင်စားတော့ထင်တယ်ဆိုတော့ရာသစင်ရောဒီဟာနဲ့ပတ်သက်ပြီးတော့ဘာပြောချင်တာရှိသေးလဲတင်စား share အရန်ကောင်းတယ်ပေါ့နော်အရန်ကောင်းတယ်အဓိကတော့ဒီပွားများခြင်းကဘာတွေဖြစ်စေလဲဆိုတော့ခုနပြောတဲ့သမထအားကောင်းသလိုနောက်တစ်ခါလွတ်ချနိုင်တဲ့ဟာကိုပြန်ပြီးတော့သူက absolute truth ကိုပြန်ပြီးတော့ပြန်ဆွဲလိုက်တာပေါ့နော်လူတိုင်းကတချို့ຢာတွေမှာကိုကညံအနေနဲ့မဖြစ်သေးဘူးလေကိုယ့်ရဲ့ခန္ဓာညံရောက်မဖြစ်သေးတဲ့ခါကျတော့ဒါတွေကိုပွားတဲ့ခါကျတော့ဒီစဉ်အခု practice လုပ်မိတယ်ပေါ့နော်လုပ်မိတဲ့အချိန်မှာအိတ်ခဏီးမှာဒီစဉ်ကအဲ့အရာတွေပွားတယ်ပေါ့နော်အဓိကတော့စိတ်ဇောတွေပေါ့နော်တခါလေကြာရင်ကိုယ့်အနေနဲ့တချို့ဟာတွေရချင်တာမျိုးတွေလောဘတွေပေါ့နော်မရဏနုတ္တိပွားတဲ့ခါကျတော့တစ်ချိန်ကျရင်ဒါတွေအရာအလုံးထားခဲ့ရမယ်ပဲ။ဘာကြောင့်long term သွားရမယ့်ဟာကိုယ့်ရဲ့တာဝန်ကိုလုပ်နေရမယ့်အရာနဲ့ပတ်သက်ပြီးတခါကျစိတ်ဇောအရာမလျှော့နိုင်တာတဲ့ခါကျရင်တော့တစဉ်ပွားမိတယ်ပေါ့နော်။မရဏနုတ္တိအဲ့အရာကိုပွားတဲ့အချိန်မှာအိပ်ခါနီးမှာပွားတယ်ပေါ့နော်။ပွားတဲ့ခါကျတော့ဘာဖြစ်စေလဲဆိုတော့ဗုဒ္ဓနုတ္တိခါကျတော့လည်း calm ဖြစ်သွားတယ်ပေါ့နော်။ငြိမ်သွားတယ် relax ဖြစ်သွားတယ်။အဲ့မရဏနုတ္တိခါကျဘာဖြစ်လဲခုနပြောလိုချင်သတ်မှတ်မှုတွေတချို့ကဇောတွေရှိရလीနော်ကျွန်တော်ငယ်တုန်းကငယ်တဲ့လူတွေလည်းဖြစ်တယ်တို့မဟုတ်လေခုနပြောဇယိုက်တွေပါလာတာပေါ့နော်ကိုယ့်ရဲ့အကျင့်ဇယိုက်တွေအရင်တုန်းကဒီຢာတွေကိုလူချင်းတတ်မှတ်တာလည်းဖြစ်နိုင်တယ်လीနော်လူတဘာဝအရာဆိုအဲ့ချိန်မှာတော်တော်လေးစိတ်အေးချမ်းသွားတယ်လို့ခံစားရတယ်ကောင်းကောင်းအိပ်ပျော်သွားတယ်ပေါ့နော်ကောင်းကောင်းအိပ်ပျော်သွားပြီးတော့မနှက်ထားတဲ့ချိန်မှာလည်းဒီຢာတွေကလွတ်ချနိုင်တဲ့ခါကျတော့ဘာနဲ့တူလဲဆိုတော့ကိုယ့်ရဲ့ဘဝကိုအမြဲတမ်းအစ်စ်ကနေပြန်စပြီးတော့လှုပ်တော့လှုပ်နေတယ်ပေါ့နော်အားစိုက်ထုတ်တယ်ဒါပေမဲ့ result oriented မဟုတ်ဘူးဒီပေါ်မှာ process နဲ့ကိုယ့်ရဲ့လှုပ်ရှားရှာကိုလှုပ်နေတယ်ကျန်တာကတော့သူ့ဟာနဲ့သူဖြစ်လာမယ်ဆိုတဲ့အရာပေါ့နော်ဆိုတော့အဲ့အရာလေးတွေကခုနပြောကိုယ်စိတ်ကို orderly ဖြစ်ဖို့အတွက်ကို manage လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ဗုဒ္ဓဘာသာအရာဒီလိုလုပ်လို့ရတဲ့အရာပေါ့တချို့ဘာသာတွေဒီမတူတာရှိရပေါ့နော်ရှိရလူဆိုခါကြရင်လည်းသူကကိုသူတို့တက်ဆိုင်ရဘာသာမှာလည်း meditation တွေလုပ်တာမျိုးစာတွေချရေးတာမျိုး
ပြီးကိုယ်သတိလေးနဲ့နေတာမျိုးပေါ့နော် journaling ချရေးကြတယ်ပေါ့နော်အနောက်တိုင်းမှာဆိုရင် journaling ချရေးရယ် meditation တွေလုပ်ကြရယ်ပေါ့နော်ဆိုတော့ဒါတွေကလည်းအဆင်ပြေရယ်နောက်တစ်ချက်ကဘာလဲဆိုတော့မေးခွန်းတွေမေးတာပေါ့နော်ကိုငါဒီနေ့တစ်နေ့တာမှာအကောင်းဆုံးငါဘာလုပ်ခဲ့လဲကိုယ်ကျေးဇူးတင်စိတ်နဲ့ပြန်ကြည့်ကြည့်ပေါ့နော်တစ်နေ့တာမှာငါဘာတွေပြီးမြောက်ခဲ့ပြီလဲဆိုတဲ့အရာလေးပေါ့နော်အဲ့တော့ဒီချိန်မှာကိုယ့်ရဲ့စိတ်နဲ့ခန္ဓာအကောင်းဆုံးစူးစမ်းပြီးရဲ့အတွက်ကြောင့်မလို့အခုညအိတ်တော့မယ်ဆိုရင်လည်းညအိတ်တော့ပဲဖြစ်ဖြစ်ကိုညအိတ်တော့မယ်ဆိုရင်လည်းဒါနဲ့ပတ်သက်ပြီးတော့ကိုကလျှော့ချပြီးတော့ကောင်းမွန်စွာအိပ်ဆက်ခြင်းကိုထိုက်တန်တဲ့လူတစ်ယောက်ပဲပေါ့နော် body relax ပေါ့နော်ဆိုတော့အဲ့လိုမျိုးအနေနဲ့လည်းorderly စီမံလို့ရတယ်ပေါ့နော်ပြောချင်တဲ့သဘောကကိုယ့်ရဲ့စိတ်ကိုလေစိတ်ရင်းချုပ်တာပေါ့နော်ပြောချင်တယ်ညဆိုရင်စိတ်ရင်းလေးချုပ်လိုက်တာပေါ့ငါဒီတစ်နေ့တာတော့ငါပေးထားတဲ့ကတိတွေတီးတယ်ဒါလေးတွေတော့ပြီးတယ်โอเคငါလှုပ်ရှားလေးတော့ကြံနေတယ်ဒါနေ့မှကြရင်ဆက်ပြီးတော့ကြိုးစားပြီးလှုပ်သွားမယ်ဒီနေ့ညတော့ငါရဲ့ body ဒီခန္ဓာကိုယ်ကိုရင်းထားပြီးတော့လှုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီ body နဲ့အကောင်းဆုံးအနာပေးမယ်နေ့မှကြရင်ထပ်ပြီးတော့ဆက်ပြီးတော့ကိုသွားစရာရှိရင်သွားမယ်ဆိုတဲ့ဟာအရေးကြီးရပေါ့နော်ဒါသဖြင့်အနေနဲ့တော့ဒါလေးကိုပြောပြချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့အခုသဇင်နဲ့တင်စာရဲ့sharing လုပ်တာနားထောင်ပြီးတော့ကိုဘဝမှာဘယ်လိုမျိုးdiscipline ရှိပေါ့နော်နေထိုင်သွားကြမလဲတကယ်လို့ discipline ကိုမလိုက်နိုင်ဘူးတရက်တလေပြတ်သွားတယ်ဆိုရင်လည်းဘယ်လိုပြန်ပြီးတော့တိဆောက်ကြမလဲဆိုတာလေးကိုနားထောင်ရင်းနဲ့တစုံတစ်ခုအကျိုးရှိသွားမယ်လို့ယုံကြည်ပါတယ်ပြီးတော့လည်းအခုဒီ conversation လေးကိုအဆုံးမသက်ခင်မှာတင်စာတို့ရှေ့ podcast တုန်းကလုပ်ခဲ့တဲ့ထဲမှာပေါ့နော်အမတယောက်ကမိထားတာရှိရဲ့ဒီ Chiron အကြောင်းပြောတဲ့ထဲမှာသူက Chiron in Gemini ဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီလို Chiron in Gemini ဖြစ်တဲ့ဆိုရင်ကိုဘလို့ဒီရဲ့အခက်အခဲကိုကျော်လွှားရမလဲဆိုတာလေးကိုမိထားတဲ့မိခွန်းလေးကိုသဇင်ဖြေပေးလို့ရမလားဟုတ်သူ့အနေနဲ့ဒီ Chiron in Gemini ကအဓိကတော့ဗာလဲဆိုတော့သူ့ရဲ့အနေအထားမှာသူ့ကိုပေါ့နော်စာနာစိတ်ကလေးနဲ့သူကမဆက်ဆံခံခဲ့ရဘူးပေါ့နော်ငယ်တုန်းကပဲဖြစ်ဖြစ်သူ့ရဲ့ဘဝတည်မှာပေါ့နော်ဆိုတော့အဲ့လိုမျိုးအနေအထားတွေကြုံရတဲ့ခါကျတော့maybe ငယ်တုန်းကဆိုရင်တော့ဒါကိုယ့်ရဲ့ caregiver ပေါ့နော်ကိုယ်စောင့်ရှောက်တဲ့အုပ်ထိန်းသူပါပဲဖြစ်ဖြစ်authority ပေါ့နော်ကိုအနေနဲ့ဆရာသမား maybe အုပ်ထိန်းသူပေါ့နော်ဆိုတော့အဲ့ဒီအနေအထားမှာသူကသူ့ရဲ့အရာကိုသူကဝေဖန်ခြင်းနဲ့ခံရတာပေါ့နော်ဥပမာသူအရန်တိချင်တယ်ဝိုင်းလို့မင်းနေတဲ့အနေအထားမှာသူမဖြေပေးနိုင်တာမျိုးပေါ့နော်သူလိုချင်တဲ့အရာကိုစာနာစိတ်ကလေးနဲ့သူ့ပြန်ပြီးဆက်ဆံတာထက်ဆိုင်ရင်ဝေဖန်ခံရတာပေါ့နင်အရန်ရှာရှည်ရပဲဘာကြောင့်အဲ့လောက်တိချင်နေရလဲဘာကြောင့်စကားကြီးအလုံးများနေရအဲ့လိုမျိုးပေါ့နော်ဆိုတော့အရာတွေပြောခံရတဲ့စကားလုံးတွေကဒီ parenting မှာရှိတယ်သူကဘာလို့ဆိုကလေးတွေကိုငယ်တုန်းကဘလို့ပြောတာကအဲ့ကလေးရဲ့ inner voice ဖြစ်သွားတယ်တဲ့သူ့ရဲ့အတွင်းကအတန်ဖြစ်သွားစေရပေါ့နော်အဲ့အရာမှာဘာဖြစ်လဲဆိုခုနပြောသလို criticize တွေပေါ့နော်သူဝေဖန်ခံရတာမျိုးအဲ့လိုမျိုးတွေကြုံတွေ့ရတဲ့ခါကျတော့သူကဘာဖြစ်လဲဆိုသူ့ရဲ့အတန်ကိုသူကမပြောရတော့ဘူးနောက်ချက်သူ့ကိုယ်သူယုံကြည်မှုအားနည်းလာတယ်ပေါ့နော်အားနည်းလာတယ်အဲ့အရာမှာသူကမမအောင်ဘယ်လိုပြောရမလဲဆိုတော့ကြောက်စိတ်တွေဝင်သွားတာပေါ့နော်သူစိတ်ထဲမှာမမအောင်ဘယ်လိုပြောရမလဲဒီလိုပြောရင်တော့အလုံးမဖြစ်ဘူးဒါကြီးသူကနားလေတယ်ဆိုတော့သူ listening ကောင်းကောင်းမပေးဘူးပေါ့နော်ပြောချင်တဲ့သဘောစာနာစိတ်လေးနဲ့နားထောင်ပေးရမျိုးမရှိတဲ့ဟာကြအဓိကသူ့ပေါ်မှာဘာကြံခဲ့တာလဲဆိုတော့ inner voice ကသူ့ကိုယ်သူမယုံသူတန်ဖိုးရှိမှန်းလည်းသူမသိဘယ်ဟာသူ့အတွက်သူ့ကိုယ်သူတန်ဖိုးရှိနေမှန်းဘယ်ဟာသူ self worth ပေါ့နော်ဥမာပြောတဲ့သူက why ဆိုတဲ့ဟာတွေမေးတယ်သူပိုသိချင်တယ်ကိုသိချင်တဲ့အရာတွေကဘာလဲဆိုသူ data collection တွေဖြစ်တယ်ဘာကြောင့်ဒီလိုတွေလောက်ကြတာလဲဆိုသူသိချင်တဲ့အနေသူ learning လုပ်နေတာမျိုးတွေဒါသူ့ရဲ့အားသာချက်တွေပေါ့နော်အဲ့ဒါတွေကိုသူကမရခဲ့တာမျိုးတွေကြုံရတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာတွေကပဲသူ့ရဲ့ဘဝတောက်လျှောက်မှာငါဘလို့ထောက်တန်နေမထိုက်တန်ဘူးဆိုတာပြဿနာတက်နေတယ်မျိုးပေါ့ self worth အားနေတာမျိုးရှိဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီအရာတွေကိုသင်မျှဝေတဲ့အချိန်မှာပေါ့နော်အရေးကြီးဆုံးကသင်တို့ကတော့ဘယ်လိုပဲဖြစ်အနာတရားဆိုတဲ့ဒဏ်ရာမျိုးတွေကတော့ကြုံရတယ်ကြုံရပေမဲ့ကြုံရတဲ့အရာကနေအခုချိန်မှာကိုကအသက်အရွယ်တစ်ခုရောက်နေတဲ့လူတစ်ယောက်ဖြစ်နေရဆိုရင်
ဒီအရာကိုကိုပဲပြန်ပြီးတော့ heal လုပ်ရမှာပဲပေါ့နော်ဆိုတော့အဲ့လို heal လုပ်ဖို့အတွက်ဆိုရင်ဘယ်လို suggestion ပေးခြင်းလဲဆိုတော့အဓိကတော့ကိုယ့်ရဲ့အတန်ကိုပြန်နားထောင်ပေးဖို့အရေးကြီးရယ်ပေါ့နော်ဥပမာပြောချင်တာအော်ကိုက empathetic ဒီ listening ကောင်းကောင်းမရခဲ့ဘူးသူများကကိုယ်အတိမတ်လည်းမပြုခဲ့ဘူးကောင်းကောင်းမွန်မွန်လည်းမဆက်ဆံခဲ့ဘူးဆိုရင်ကိုကောင်းမွန်စွာဆက်ဆံခြင်းအနည်းပြန်စားဖို့အရေးကြီးရယ်နောက်တစ်ချက်ပါလဲဆိုတော့ခုနပြောတဲ့ inner voice ပေါ့နော်ငါကသုံးမကြဘူးဆိုတာကိုပြောခဲ့တာမဟုတ်သူများပြောခဲ့တာကိုလူကြီးပဲဖြစ်ဖြစ်အုတ်ထိန်သူပဲဖြစ်ဖြစ်ဒီပေါ်မှာကျွန်တော်အပြစ်တင်တာတဲ့ဆိုင်ဒီထဲကနေထွက်လာဖို့အတွက်ကိုလှုပ်တဲ့ချိန်မှာဒီချိန်မှာလည်းပြောလို့လည်းမရတော့ဘူးလေအဲ့တော့တခုရှိတာကဘာဖြစ်လဲဆိုကိုပဲကိုတတိလေးနဲ့ပြန်နားထောင်ကြည့်ဒီ inner voice ကငါတကယ်ဟုတ်ရဲ့လားဆိုတော့ being present နဲ့ပြန်ကြည့်စေချင်တယ်ပေါ့နော်အဲ့လိုလေး practice စလုပ်စေချင်တယ်ပေါ့အဲ့ဒါကနေဆိုရင် तू ကဘာလဲဆိုတော့အဓိကကို listening ကောင်းကောင်းပေးနိုင်ဖို့ပြီးတော့လူသားတယောက်အနေနဲ့လည်းကိုခွင့်လို့ဖို့ I'm also a human being perfect ဖြစ်တယ်ဆိုတာမရှိနိုင်ဘူးဒါပေမဲ့သိချတာတခုကတော့ကို့မှာအားသာချက်တွေလည်းရှိနိုင်တယ်ကို့မှာတန်ဖိုးရှိတဲ့အရာတွေလည်းရှိနိုင်တယ်လို့ကိုအားနေတာမျိုးလည်းရှိနိုင်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့တကယ်ဒီခုနကြားခဲ့ရတဲ့အတန်တွေကကိုယ့်ရဲ့အတန်တကယ်ဟုတ်ရဲ့လားဆိုတာလေးကိုပြန်ပြီးတော့နားထောင်စီချင်တယ်ပေါ့နော်အဲ့ဒီအရာမှာဘာအရေးကြီးလဲဆိုတော့ being present အရေးကြီးတယ်ကိုအခုလက်ရှိမှာတကယ်ဘာလုပ်နိုင်လဲဆိုတာကိုကိုမညာပဲနဲ့ဒီ inner voice ကိုလည်းရှိနေမှအတိမပြုသူ့လည်းတွားပြီးတော့မကန်ဘူးပေါ့နော်အဲ့ဒါလေးကိုလည်းဟုတ်တယ်ဒါကတော့ inner voice ကတော့ရှိနေတယ်ငါကတော့တန်ဖိုးမရှိဘူးလို့ထင်တယ်ငါကတော့အသုံးမကျဘူးလို့ထင်တယ်အဲ့လိုမျိုးတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီပြီးမှကိုတကယ်လက်တွေ့မှာငါအခုလုပ်နေတာတွေကတကယ်မလုပ်နိုင်တာလားငါတကယ်တန်ဖိုးမရှိရလားဆိုတော့အခုကိုလုံးနေတဲ့အလုပ်ပဲဖြစ်ဖြစ်ကိုအနေနဲ့ရောက်နေတဲ့အခြေအနေတွေပဲဖြစ်ဖြစ်ကိုပြန်ကြည့်စေချင်တယ်ပေါ့နော်အဲ့ကြည့်ဖို့အတွက်ဆိုရင်တော့ခုနပြောရဲပြစ္ဆုတ်ပန်တဲ့ရှိနေရမယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်တခါတလေကြရင်ကိုကဘာဖြစ်လဲဆိုတော့နောက်အရေးကြီးတာကဘာလဲဆိုတော့ practice listening ပေါ့နော်သူများကိုကနားထောင်ပြီးနေတဲ့အချိန်မှာကိုတော့ကလည်းကိုသူများအပြည့်အဝနားမထောင်ပြီးခဲ့ဘူးလေအပြည့်အဝနားမထောင်ခဲ့ရဘာဖြစ်လဲဆိုတော့တုံ့ပြန်ဖို့ပဲစဉ်းစားတာပေါ့ဥပမာတင်စာက sharing လုပ်တယ်ဆိုရင်ငါသူ့ကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့အနေအထားမှာဆို being present မရှိတော့သူ listening မပေးနိုင်ဘူးပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုထက်ဆိုင်ဘာကို practice လုပ်ရမှာလဲဆိုရင်ခုနပြောရဲသူများတကယ်ဘာပြောနေတာလဲဆိုတာကိုပြစ္ဆုတ်ပန်တရှုပြီးတော့ကိုယ့်ရဲ့စိတ်အတွင်းစိတ်လေးတော့ရှိလိမ့်မယ်ရှိပေမဲ့လည်းအဲ့ဒါလေးကိုတတိပြုပြီးတော့သူဘာပြောနေတာလဲသူအခုလက်ရှိချိန်မှာပြစ္ဆုတ်ပန်တက်မှာသူဘာပြောနေတာလဲဆိုတာလေးကိုနားထောင်တတ်ခြင်းကိုလည်းလေ့ကျင့်စေချင်တယ်ပေါ့နော်အဲ့လိုလေ့ကျင့်ပြီးသွားပြီဆိုတာနဲ့ကိုယ့်ရဲ့အတွင်းထဲက inner voice တွေကအလုံးလုံးနေတာမဟုတ်တော့ဘာကြောင့်လဲဆိုတော့ဘလို့ reaction တွေသွားနေရလဲဆိုခုနပြောငယ်တုန်းကကိုဝေဖန်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်ငါဘလို့ပြောရင်တော့ရှောင်လို့ရမလဲဆိုတဲ့ reaction နဲ့သွားတာမဟုတ်တော့ဘူးပေါ့နော်အဲ့ဒါအရေးကြီးတယ်နောက်တစ်ခုကကိုယ့်ရဲ့အတန်ကိုသူကမကြားရဘူးလေကိုပြောချင်တဲ့ဟာတွေကိုသူကအတိမတ်ပြုတဲ့ခါကျအဲ့တော့ဘာလုပ်ရမလဲဆိုကိုဘာမှမဝေဖန်တဲ့တငယ်ချင်းအရင်ကြီးထဲမှာကိုယ့်ရဲ့ idea တွေကိုပြောချင်တဲ့ expression တွေဘာလို့ Gemini က learning အရင်အကောင်းတယ် sharing နဲ့အရင်လုပ်ချင်တယ်အဲ့လိုဆိုရင်ပထမဆိုဘာလဲဆိုကိုဘာမှမဝေဖန်တဲ့လူရှိမှာပြောကြည့်စမ်းပြီးတော့ sharing လုပ်ကြည့်ဆိုတော့အဲ့ဒါလေးတွေ practice လုပ်ရင်းနဲ့မှတဖြည်းဖြည်းခွဲ self work ကိုပြန်တွေ့လာမယ်ပေါ့နော်အဲ့မှာ house 2ကိုလည်းပြောထားတယ်လို့တွေ့လိုက်တယ်ပေါ့နော် house 2ကလည်းအဲ့ဒါဘာလဲဆိုကိုယ့်ရဲ့ value system ပဲကိုယ့်ရဲ့ value ကိုဒီတိလာပြီဆိုတာနဲ့ဒီ Chiron Gemini ကို heal လုပ်ရင်းနဲ့အဲ့လိုမျိုး sharing လုပ်တယ်မျှဝေတယ်ဆိုတာနဲ့ငွေကြီးတွေလည်းကိုယ့်ရဲ့တန်ဖိုးတွေတက်လာတယ်ငါတန်ဖိုးကဘယ်နာမှရှိရလဲဆိုတာကိုသိသွားမှာအဲ့လိုဆိုရင်တော့ he version ဖြစ်သွားတာပေါ့နော် he version ဖြစ်သွားအခုကကြာကိုယ့်ရဲ့ value ကကိုကပညာတွေတက်မြောက်တာလေ့လာရတာအားကောင်းနေပေမဲ့တစ်ဖက်မှာဘာဖြစ်လဲဆိုတော့ဒီအရာတွေကိုထည့်တယ် input တော့ရှိရ output မရှိဘူးပေါ့ဘာကြောင့် output မရှိလဲဆိုတော့ကိုပြောလိုက်ရင်မှားသွားမလားကိုအတိမပြုပါမလားဆိုတာနေနဲ့ပိတ်နေတာမျိုးရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတဖြည်းဖြည်းpractice လုပ်ပေါ့နော်ပထမကျတော့ဗာလဲဆိုတော့ကိုယ့်ရဲ့ idea တွေကို criticize မလုပ်မဲ့လူကိုအရှိရှိတိုင်းလက်ခံမဲ့လူရှေ့မှာစပြီးတော့ပြောပြကြည့် sharing လုပ်ကြည့်ပြီးခုနပြောရဲ practice listening ပေါ့နော်သူများဘာပြောနေတာလဲဆိုရယ် being present ကိုတေချာနားထောင်ပြီးတော့
သူဘာပြောနေတာလဲကိုပဲတိချာနားထောင်ပြီးတော့မှကိုကဘာပြောရမလဲဆိုတဲ့အဲ့အချိန်မှာပဲရှိနေဖို့လိုတယ်ပြစ္ဆုတ်ပန်တက်ပေါ့နော်သူပြောလိုက်တဲ့အရာငါဘယ်လိုတုံ့ပြန်ရမလဲမမအောင်လုပ်ရမလဲဆိုတဲ့ဇောနဲ့မဟုတ်ပဲနေပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုလုပ်ကြည့်ဖို့ recommend ပေးရပေါ့နော်ဆိုတော့အဲ့တဖြည်းဖြည်းနဲ့တော့ထွက်လာမယ်လို့လည်းယုံကြည်ပါတယ်ကဲပါသစဉ်ဖြေးသွားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အခုနားထောင်နေတဲ့အမလေးဒီကနေပြီးတော့တစုံတစ်ခုအကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်ပြီးတော့သစဉ်ပြောတာကိုနားထောင်ရင်းနေပေါ့နော်ဘာလေးတည်ရမိလဲဆိုတော့တင်စားဦးနေကစာလေးမှာဖတ်လိုက်ရတယ်ကလေးတယောက်ကိုရိုက်လိုက်လို့တဲ့အဲ့ဒီကလေးကမိဘတွေကိုမချစ်တော့တာမဟုတ်ဘူးတဲ့ဒါပေမဲ့သူ့ကသူချစ်တဲ့စိတ်ကတော့လျော့သွားတယ်တဲ့အဲ့ဒီစာသားလေးဖတ်လိုက်တဲ့အချိန်မှာတော်တော်ခံစားရရပေါ့နော်ဟိုပြီးတော့လည်းနောက်ထပ်ဇက်လန်တစ်ခုမှတွေ့ရတာလည်းဗာလို့ဆိုတော့ဟိုမိဘအတိုင်းဝိုင်းကချစ်တဲ့ကလေးဘဝမှာအခြေခံတာကတဘဝလုံးအတွက်ကောင်းသွားတယ်ပေါ့နော်တဘဝလုံးအတွက်အခြေခိုင်သွားတယ်ဒါပေမဲ့ကလေးဘဝမှာရတဲ့စိတ်ဒဏ်ရာခါကျတော့တဘဝလုံးနဲ့ပြန်ပြီးတော့ကုစားရတယ်ဆိုတော့စာသားလေးနှစ်ခုကိုသစဉ်ပြောပြတဲ့အချိန်မှာပြန်ပြီးတော့တတိယမိရေဆိုတော့ဘောနော်ကလေးဘဝကတင်စားတို့အတွက်အရန်ကိုအရေးကြီးရလို့တင်စားတို့ထင်နေဆိုတော့ညာတရက်လောက်တော့ကလေးဒီလို childhood နဲ့ပတ်သက်ပြီးတော့ပြောကြရင်ကောင်းမလားဆိုတာလေးပေါ့နော်အဲ့ဒါလေးလည်းစဉ်းစားမိပါတယ်တင်စင်ရောဘယ်လိုထင်လဲအရေးကြီးလို့တော့ထင်တယ်အဲ့ဒါလေးမျှဝေနိုင်တယ်ဆိုတော့ကောင်းတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းအကျေတုံးပြောချင်တာလေးရှိရပေါ့နော်ဒီမှာဆိုရင် yes now episode မှာတော့အဲ့ဒါလေး sharing လုပ်နော် is very good yeah ပြီးတော့နောက်တစ်ချက်လေးတော့ပြောချင်တာပေါ့နော်ပြောချင်တာဆိုတာဒီလိုမှာဘယ်လိုပဲ impact ရှိကတော့အကြုံတွေ့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်လူကြီးဖြစ်နေလာတဲ့အချိန်ကြီးမျိုးကြီးကြုံရတယ်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒါလေးကိုလက်ခံပြီးတော့ပဲဒီကနေပြန်ထွက်လာဖို့ကြိုးစားခြင်းနဲ့ပဲကိုဘဝကိုဖျက်တမ်းဖို့ပို့ပြီးတော့အရေးကြီးလာတယ်ပေါ့နော်ဒါအဲ့ဒါလေးကိုပြောချင်တယ်ပေါ့ဒါလည်းအရင်တော့ပထမ first awareness မှာတော့ဘာကြောင့်မိဘတွေကဒီလိုမျိုးမသိခဲ့တာမျိုးနဲ့ပတ်သက်ပြီးတော့စပြီးတော့ attend ကတော့ blaming စခဲ့တာမျိုးရှိရပေါ့နော်ဒါပေမဲ့နောက်ဆုံးတော့လည်းကိုဘဝဖြစ်နေတဲ့အတွက်ကြောင့်ဒီနေရာနေထွက်လာဖို့ကပဲစူးစမ်းရရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလည်းဒီကပြောချင်တယ် impact တော့ရှိရဒါပေမဲ့ you can choose continually ဒီရဲ့အရာ impact ကိုဘဝမှာအမြဲတမ်းရှိနေတာကိုရွေးချယ်မလားဒါမှမဟုတ်ဒီကနေကိုထွက်လာမလားဆိုတာလည်းရွေးချယ်ခွင့်ရှိရလေးကိုဒီကထောက်ပြခြင်းတယ်ပေါ့နော် yes တကယ်လို့အခွင့်အရေးရခဲ့မယ်ဆိုရင်တော့သစဉ်နဲ့တင်စားတဲ့ဒီအကြောင်းလေးကိုဆက်ပြီးတော့ပြောကြမယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ဒီ conversation လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ဆိုတော့အခုဒီအရှိမပြောခဲ့တဲ့အကြောင်းလေးကိုနားထောင်ပြီးတော့နားထောင်နေသူတွေအားလုံးလည်းအကျိုးရှိကြမယ်လို့အကျိုးရှိပါစေလို့သစဉ်နဲ့တင်စားကဆုတောင်းပေးလိုက်ပါတယ်ဆိုတော့အခုနောက်ဆုံးအချိန်ထိနားထောင်ပေးနေကြတဲ့တူတယောက်ချင်းစီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နားထောင်ပေးရဲ့အတွက်ကြောင့်ကိုယ့်ရဲ့အသက်မွေးရဲ့အချိန်တွေကိုယူပြီးတော့နားထောင်ပေးရဲ့အတွက်ကြောင့်အရန်ကိုကျေးဇူးတင်ပါတယ်အကျိုးတစုံတရာရရှိမယ်လို့လည်းညွှန်နေပါတယ်အားလုံး good night ပါ good night ပါနောက်ပြီးဆုံးမှာပြန်ပြီးတွေ့ကြပါမယ် bye bye